မင်္ဂလာပါဒီနေ့တော့အီမန်ကာသာလီရဲ့နဲ့တားမြစ်စီပြဿနာအကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြရအောင်ပါဒီကိစ္စကကျွန်တော်တို့မြန်မာပြည်သက်တီချားထဲမှာတော့သိပြီးတော့လူပြောမများဘူးဆိုရင်လည်းလို့ထိုင်းဘက်ကပြည်သက်တီချားထဲမှာအဲ့ကိစ္စကတော်တော်လေး hit ဖြစ်နေတဲ့ကိစ္စပေါ့နော်အားလုံးသိကြမယ်ရှင်လည်းပြီးခဲ့တဲ့155 147မှာအီမန်ကာသာလီရဲ့ကနန်အိုကလေးကစားတယ်လို့ကစားပြသွားတယ်ပြောရရင်သူကစားတဲ့ပုံစံကအားပြီးအင်ပြီးဆော့တဲ့ပုံစံမျိုးမဟုတ်သေးဘဲနဲ့တောင်မှဒီတာမန်ကရှန်ကထိုးတဲ့အချက်တွေမှာတော့နန်အိုကတော်တော်လေးနာနှက်ယူရတဲ့အခါဖြစ်ဒီမှာကတည်းကရှေ့မှာလည်းပဲခွန်ဒရာနီတို့လိုဒီဖိုက်တာမျိုးတွေကိုအလဲထိုးရခတ်ပါတယ်ဆိုတဲ့ဖိုက်တာတွေကိုရှေ့မှာတောက်လျှောက်အလဲထိုးပြထားတာ6ဘွဲကစားတယ်9ဘွဲကအလဲထိုးအဲ့ပုံစံမျိုးပေါ့နော်အီမန်ကာသာလီကတော်တော်ကြီးရှားလက်ကလည်းကောင်းတယ်အဲ့တော့ကျတော့ဒီပြီးတော့ထူးခြားတာကသူကထိုင်းဖိုက်တာတွေကိုကြီးစတိုက်ဖြိုးပြနေတာအဲ့တော့အခုချန်ပီယံကပတ်လမ်းကြောင်းမို့ရောက်လာပြီအဲ့တော့ထိုင်းပရိသတ်တွေရဲ့အပြင်ဆောင်တာလည်းနည်းနည်းတော့ခံလာရပြီပေါ့နော်ပြီးတော့ဒီအီမန်ကာသာလီကရုရှားဖြစ်တဲ့အတွက်သူ့မှာနောက်ခံသမိုင်းကြောင်းလေးရာဇဝင်ဇိုးလေးတွေကလည်းရှိတယ်အခုဒီဖြစ်နေတဲ့သားမြစ်ဆေးဆိုတာမယ်ရိုနီယန်ဆိုတဲ့ဆေးပေါ့နော်အဲ့ဒီဆေးကသားမြစ်ဆေးတဲ့ဖြစ်ရေးအဖွဲ့တွေကအဲ့ဒီဆေးကိုဘန်းထားတယ်ပေါ့နော်အားကစားသမားတွေအနေနဲ့အဲ့ဒီဆေးကိုအသုံးဆွဲခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးဥပဒေအရပြတ်ထထားတာရှိတယ်သူတို့ရုရှားပြည်တွင်းမှာကအဲ့ဒီကိစ္စကိုတရားဝင်ခွင့်ပြုထားတယ်အားကစားသမားတွေသုံးခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးဒီအီမန်ကာသာလီကရှေ့မှာလည်းပဲဒီမွေထိုင်းဖက်ဒရယ်အထိပွဲပဲပြထန်ချထားတဲ့ကစားသမားရလက်တွေကောင်းတယ်အဲ့ဒီစီကိုသူသုံးတယ်ဆိုတဲ့အချက်ဒီရှေ့မှာတွေ့ထားရတယ်အဲ့တော့ထိုင်းပရိသတ်တွေအနေနဲ့1ချန်ပီယံရှစ်ကိုအီမန်ကာသာလီကိုဆေးစစ်ပေးဖို့အတွက်ဖိအားပေးလာကြတဲ့သဘောပဲ1ချန်ပီယံရှစ်ကအဲ့လိုကစားသမားမျိုးတွေကိုတိတိကြီးနဲ့စာချုပ်ခေါ်ချုပ်တယ်ဒါပေမဲ့သူတို့ရဲ့စီးမြင်ထဲမှာတော့ဒီဆေးသုံးဖို့မရှိဘူးဆိုတာမျိုးကရှိပါတယ်ဘာကြောင့်လဲဆိုတော့သူကလည်းဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လက်အောက်မှာရှိတာဖြစ်တဲ့အတွက်ဒီကိစ္စကိုသူတို့လည်းတရားဝင်တားထားတာအဲ့တော့အခုမှဘာကြောင့်ပို့ဆိုးလာလဲဆိုတော့အခုမှအီမန်ကာသာလီကထိုင်းဖိုက်တာတွေတစ်လျှောက်ဖြိုးပြပြီးတော့ချန်ပီယံကဘက်ကိုရောက်လာတာပေါ့နော်အဲ့တော့ထိုင်းပြည်သက်တွေသူ့ကိုတိတ်ပြီးတော့သဘောမတွေ့ဘူးအဲ့ဒါကြောင့်မလို့ဒီကိစ္စဖြစ်လာရလို့မြင်တယ်ဒီမယ်ရိုနီယန်ဆိုတဲ့ဆေးကကျွန်တော်နားလေရသလောက်ဆိုရင်သူကပုံမှန်ဆိုရင်သားမြစ်ဆေးတစ်ပုံမျိုးမဟုတ်ဘူးသူကဒီနှလုံးသွေးကြောကျဉ်းတဲ့ယောဂကိုကုဖို့အတွက်ထုတ်ထားတဲ့ဆေးမျိုးပေါ့ဆိုလိုတာကဒီနှလုံးနဲ့ပတ်သက်တဲ့တွေးလေပတ်မှုပုံစံကိုပိုကောင်းအောင်လုပ်ပေးတယ်အဲ့တော့ကစားသမားတွေကအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေမှာတော်တော်ကြီးအတိအကျတိုးတက်လာတာတွေ့ရတယ်ခေါ်ရီယိုပိုင်းပို့ပြီးမောခံနိုင်လာတယ်ပြီးတော့ဒီ durability လည်းမြင့်လာတယ်အဲ့စီသုံးတဲ့ fighter တွေကအဲ့တော့ကျတော့ fighter တွေကအဲ့ဒါကိုဆေးဝါးတစ်ခုအနေနဲ့သုံးတယ်နောက်မှကျတော့အလွန်ကျွံဖြစ်လာတဲ့အတွက်2016ကလေးကအဲ့ဆေးကဒီနိုင်ငံတကာမှာပိတ်ထားတဲ့ဆေးပေါ့နော်ရှေ့မှာဆိုရင်ကျွန်တော်တို့ဒီဆေးနဲ့ပတ်သက်ပြီးတော့1 championship မှာလည်းပဲနာဘာဒီလို fighter မျိုးဘန်းခံရဘူးတာရှိခဲ့ဘူးတဲ့အိုးနိုင်ငံတကာမှာဆိုရင်လည်းပဲကျွန်တော်တို့တင်းနဲ့အားကစားမယ်တယောက်ကိုပြီးခဲ့တဲ့နှစ်တွေကဘန်းတာကတော်တော်ကြီးဒီဆေးနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ကိစ္စဖြစ်လာခဲ့တာပေါ့အဲ့တော့ဘာပြီးတော့ဒီဆေးမိရင်တော့အီမန်ကာသာလီကကြောင်ပြောက်သွားနိုင်တယ်ဆိုတော့ကသူ့ကိုတစ်နှစ်ဒါမှမဟုတ်ရင်6လအဲ့လိုပုံစံမျိုးပွဲပဲပြတဲ့ချတာမျိုးကြီးလုပ်နိုင်တယ်အဲ့ဒါဆိုရင်တော့အီမန်ကာသာလီရဲ့အနေထားကရှေ့ကနာဘာဒီလိုပဲပြောက်ကွယ်သွားတယ်နာဘာဒီတော့အဲ့လိုပဲအရန်ကောင်းတယ်ဒါပေမဲ့လို့သူဒီဆေးမိနာဘာဒီတော့ကျွန်တော်ဒီလောက်ဆိုရင်ဆေးကတစ်မျိုးရဲတော့မဟုတ်နောက်ထပ်ဆေးလည်းမိတယ်အဲ့တော့သူကတစ်နှစ်ကျော်ကြာမယ်တဲ့ဆေးကဒီတားမြစ်စီနဲ့ပတ်သက်ပြီးတော့ပွဲပဲခံရတာပေါ့နော်ပို့ဆိုတာကဒီအီမန်ကာသာလီကလက်ရှိမှာခပတ်လည်းမရှိသေးဘူးအဲ့ဒီအတွက်ဒီသူ့ကိုပွဲပဲပြစ်ထန်ချမယ်ဆိုရင်ဘယ်သူမှသူ့ကိုမှတ်မိမှာမဟုတ်ဘူးဆိုတော့သူနောက်တစ်ချိန်ပြန်လာပြီးတော့နောက်တစ်ချိန်မှာလည်းပဲအကောင်းဆုံးတွေလုပ်ပြနိုင်မယ်ဆိုရင်တော့တစ်မျိုးဖြစ်သွားနိုင်တယ်ပေါ့ဘာပဲပြောတစ်နှစ်ဆိုတာကမွေထိုင်းလိုအားကစားနည်းတွေကတော့တော်တော်ကြီးနစ်နာတဲ့ကာလဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ UFC လိုအဖွဲ့အစည်းမျိုးမှာ MMA ကစားသမားတွေကတစ်နှစ်လောက်နားရတယ်ပြဿနာမရှိဘူးတချို့ဖိုက်တာတွေဆိုတစ်နှစ်မှာတပွဲပဲထိုးတဲ့ပုံစံမျိုးပဲဒီ1ချန်ပီယံရှစ်မှာကထိုင်းဒီမွေထိုင်းက3မိနစ်5ကြီးပဲထိုးရတာဖြစ်တဲ့အတွက်ဖိုက်တာတွေကရန်ကြီးမပင်ပန်းတာဖြစ်တဲ့အတွက်ပွဲတွေကိုခက်စိတ်စိတ်လက်ခံနေတာရှိတယ်။တချို့ဆိုရင်3လတော့3ပွဲ4ပွဲအဲ့လိုပုံစံမျိုးလက်ခံကြတာတွေပါရှိပါတယ်။အဲ့တော့ဘယ်လိုပြောမလဲဆိုတော့အခုအီမန်ကာသာလီရဲ့ပြဿနာက1ချန်ပီယံရှစ်ဘက်ကအဲ့စီစစ်မလားမစစ်မလားဆိုတဲ့ကိစ္စအပေါ်မှာမူတည်ရစစ်ရင်တော့လေသူ့မှာကရှေ့မှာလည်းရာဇဝင်ရှိကြတာဖြစ်တဲ့အတွက်အဲ့စီနဲ့ပတ်သက်ပြီးကြဖို့များတယ်ကြရင်လည်းပြည့်တဲ့တစ်ခုခုချခံရဖို့ရှိပါတယ်။အဲ့တော့ဘာပဲပြောစောင့်ကြည့်အောင်ပါအီမန်ကာသာလီကကောင်းတာကတော့လက်ရှိမှာလက်ခံရမယ်ထိုင်းဖိုက်တာတွေအားလုံးကိုအပြတ်ဖြိုးပြထားတယ် flyway မှာသူ့ကိုရှင်နေတဲ့ကောင်လက်ရှိမှာမပေါ်သေးဘူးဖိုက်တာတွေအားလုံးကိုလည်းမထိခလုတ်နဲ့လဲထိုးအောင်လဲကြတော့အောင်ထိုးပြထားတဲ့ဖိုက်တာမျိုးပါစောင့်ကြည့်အောင်ပါကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ရအောင်ပါ